ပြန်လို့မင်္ဂလာပါကျွန်တော်ဒီနေ့ commentator အနေနဲ့ exhibition နဲ့ video လေးရပါတော့ကျွန်တော်တို့ရေစုပ်ဆက်မလို့လျှက်စစ်မီးမလို့ပဲနဲ့ရေတွင်းရရေကိုစုပ်တင်တဲ့နီးလေးပေါ့နော်ဆိုတော့ဒီနီးလေးကိုတုံးပြီးတော့ပင်ဆိုင်တဲ့ရေရှည်ကလင်များနှစ်ယောက်ပေါ့နော်ဆိုတော့သူတို့ရဲ့နီးလေးကိုပြန်လဲဝင်မြလို့ခြင်းဖြစ်ပါတယ်နော်ဆိုတော့လျှက်စစ်မီးမလို့ရေစုပ်ဆက်မလို့ပဲနဲ့ရေတွင်းရရေကိုစုပ်ထုတ်ရေတွင်းရရေကိုစုပ်တင်တဲ့နီးလေးကျွန်တော်တို့ဆက်လက်ကြည့်ရအောင်နော်ဒါတော့သူကြောက်ကြလို့သူတို့လင်များနှစ်ယောက်သုံးတဲ့နီးလေးပေါ့နော်ပြီးတော့လိုတာကမှ PVC ပိုက်တွေရပြီးတော့ရေသန့်ဘူးတပူးရပေါ့နော်ရေသန့်ဘူးမှာလှည့်ရနေရလေးမှာပေါက်ဖောက်ပြီးတော့နော်ဟိုမှာပိုက်ကိုတင်ထားလိုက်နော်ဟိုရေသန့်ဘူးအဖုံးနဲ့သွားလိုက်ပြီပိုက်ကက်ကော်နဲ့ကက်လိုက်ရနော်ဒါတော့လက်တွေ့အတုံပြုနေတဲ့နီးလေးနော်ပြီးတော့မရောက်ဆိုပြီးတော့ comment မှာလာပြီးတော့မှန်းကြတယ်နော်သေချာမှန်ကန်လို့ရင်ရရနော်သူတို့ကိုယ်တိုင်လည်းအခုလက်ရှိသုံးနေရနော်ဒါအပေါ်ဟာကြတော့ဂျီဘူးကြတော့လေစုပ်ဖို့အတွက်ပဲနော်ဆိုတော့အရန်လွယ်ကူရနော်ပတ်စစ်မီးမလိုဘဲနဲ့ရေကန်နဲ့ရေတွေကိုစုပ်ထုတ်လို့ရရနော်ဆိုတော့ဒီသမားတွေအနေနဲ့တော်လေးအသုံးဝင်တဲ့နီးလေးနော်ဒီသမားတွေအပိဆိုင်ဝါသနာပါတဲ့လူတွေအတွက်အရန်အသုံးဝင်တဲ့နီးလေးပေါ့နော်စုပ်စက်မလို့ပစ္စည်းမလိုပဲနဲ့လေတော့ခြူပေးရမယ်နော်သူတို့ဆိုရင်အဲ့ဒီနီးတုံးပြီးတော့ပဲခြံထဲအပင်တွေစိုက်တယ်နော်ဒီစကြည့်ရအောင်နော်နောက်ထပ်ဒါတော့လီချူရပါတော့နော်ခြေချူရတယ်နော်ကဲနင်းတဲ့အတိုင်းပဲနော်ရေစုပ်ဆက်မလို့လျှက်စစ်မလို့ပဲနဲ့ရေပိုက်ရရေကိုစုပ်တင်တဲ့နီးလေးပေါ့နော်ဆိုတော့ယူတက်ပညာကြီးပဲနော်ဒါလက်တွေ့လေတုံပြနေတာနော်ဒီနည်းနဲ့တုံပြီးတော့ကျွန်တော်တို့ပင်နေပါတွေကိုကောင်းကောင်းမွန်မွန်စိုက်ပြလို့ရတယ်နော်လေသမားတွေအနေနဲ့လေသမားတွေတောင်သူတွေအနေနဲ့ဒီနည်းသိရတဲ့လုံးဝရွှေဖြစ်ပြီပဲနော်တော့အရန်လွယ်ကူပြီးတော့လက်တွေ့တုံပြနေတဲ့နည်းလေးပေါ့နော်ဆုံးလေးကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ခုလို
သိပ္ပံနဲ့ဆိုင်တဲ့ဘူးတူရရစရာနည်းပညာတွေအများနဲ့ပုံမှန်မျှဝေပေးမှာဖြစ်လို့ကျွန်တော် YouTube channel လေး subscribe မလုပ်သေးဘူး subscribe လုပ်တော့ပေးကြပါနော်အားလုံးကျေးဇူးတင်ပါတယ်